ဘောလုံးဝါသနာရှင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ဥရောပထိပ်သီးကလပ်တွေကြားကစိတ်လှုပ်ရှားစရာအပြောင်းအရွှေ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ဂျူမီနဲ့အသင်းနဲ့စာချုပ်တက်တန်းကုံဆုံးတော့မဲ့ဆာဘီယာတိုက်စစ်မှုဒူဇန်ဗေလာဟိုဘက်ကဒီနွေရာသီမှာအလို့ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာတော့မယ်လို့တရားဝင်ကြေညာလိုက်တာကြောင့်ဥရောပတစ်ခွင်မှာအလို့ရက်တွေဖြစ်ကုန်ကြပါပြီသတင်းတွေအရနီးပြသက်ဇာဘီအလွန်ဆိုရဲ့ချဲစီအသင်းကဗေလာဟိုဘက်ရဲ့အေဂျင့်တွေနဲ့အပြင်းထန်ဆုံးအဆက်အသွယ်လုပ်နေပြီးအပြောင်းအရွှေ့အတွက်အသာစီးရနေပါတယ်ဒါပေမဲ့သူတို့တသိန်းနဲ့မဟုတ်ပါဘူးဗျမန်ယူစပါနျူကာဆယ်အက်စတွန်ဗီလာနဲ့အက်တလက်တီကိုမက်ဒရစ်တို့ကလည်းဗေလာဟိုဘက်ကိုခေါ်ယူဖို့မျက်စိကျနေကြပါတယ်ဒုတိယသတင်းအနေနဲ့ကစားသမားခေါ်ယူဖို့အပူတပြင်းလှုပ်ရှားနေတဲ့စပါအသင်းအကြောင်းပါနီးပြရောဘတ်တိုဒီဇာဘီကပြီးခဲ့တဲ့ရာသီကပေါက်ပြဲခဲ့တဲ့စပါခံစစ်ကိုပြင်ဆင်ဖို့အတွက်သူ့ရဲ့တပည့်ဟောင်းဘရိုက်တန်နောက်ခံလူဂျန်ဘောဘဟန်ကီကိုခေါ်ယူဖို့ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့သတင်းတောက်ကြီးဒေးဗစ်အော်စတင်ကအတည်ပြုလိုက်ပါတယ်ပထမအကြိမ်ကမ်းလှမ်းမှုကိုဘရိုက်တန်ကပယ်ချခဲ့ပေမဲ့လက်ရှိမှာကလပ်အသင်းနှစ်ခုကြားဆွေးနွေးမှုတွေအင်တိုက်အားတိုက်ဆက်ရှိနေပါတယ်အသင်းကောင်းဆောင်ခရစ်စတီယန်ရိုမဲရိုအသင်းကထွက်ခွာဖို့ပြင်ဆင်နေတာကြောင့်ဘန်ဟန်ကီကစပါခံစစ်အတွက်အဓိကပြစ်မှတ်ဖြစ်လာခဲ့တာပါဒါအပြင်ဘုံမောင်နောက်ခံလူမာကိုဆန်နစီကိုလည်းအလွတ်နဲ့ခေါ်ယူဖို့နှိစက်နေရလို့သိရပါတယ်ဆက်လက်ပြီးမန်ချက်စတာယူနိုက်တက်သတင်းကိုကြည့်အောင်ပါကွင်းလယ်ပိုင်းကိုအကြီးကျယ်အင်အားဖြည့်ကျင်နေတဲ့မန်ယူအသင်းကဝက်ဆန်သင်းရဲ့ကွင်းလယ်ကစားသမားမက်သီယက်ဖာနန်ဒက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်ဝက်ဆန်အသင်းဘက်ကတော့တန်းစင်းသွားခဲ့ရပေမဲ့သူတို့ရဲ့အဖိုးတန်ကစားသမားအတွက်ပြောင်းရွှေ့ခြင်းပေါင်တန်း80အထိအပြတ်တောင်းဆိုထားပြီးတင်းခံနေတယ်လို့သိရပါတယ်မန်ယူအသင်းကတော့ဖာနန်ဒက်ကိုပေါင်တန်း90ဝန်းကျင်ပဲတန်ဖိုးဖြတ်ထားတာကြောင့်လက်ရှိမှာဈေးနှုန်းညှိနှိုင်းမှုတွေတက်နေပါတယ်နောက်ဆုံးသတင်းအနေနဲ့အပြောင်းလဲတွေအများကြီးကြုံတွေ့နေရတဲ့လီဗာပူးအသင်းအကြောင်းပါနီးပြအာနက်စ်တော့ယာဒူးကထွက်ခွာသွားပြီးတဲ့နောက်မှာတိုက်စစ်ကစားသမားကိုဒီဂဘိုကအသင်းရဲ့နီးပြသစ်ဖြစ်လာမဲ့အန်တိုနီအီရာအိုလာရဲ့ကစားကွက်အောက်မှာသူ့နေရာအတွက်စိုးရိမ်လာတာကြောင့်အသင်းထံသို့ပြောင်းရွှေ့ခွင့်တောင်းဆိုတာtransfer request ကိုတင်သွင်းလိုက်ပြီလို့ Dash Media တွေကဖော်ပြလာပါတယ်။လီဗာပူးဘက်ကလည်းမိုဟာမက်ဆာလက်ထွက်ခွာသွားတဲ့အပြင်ကိုရီဂပ်ဘိုကိုပါရောင်းချပြီးသွေးသစ်လောင်းဖို့အသင့်ရှိနေပါတယ်။လက်ရှိမှာတော့သူတို့က RB Leipzig အသင်းရဲ့အသက်16နှစ်အရွယ် Ivory Coast ကျယ်ဝန်းကစားသမား Yandio Mani ကိုဆာလက်ရဲ့ဆက်ခံသူအဖြစ်ခေါ်ယူဖို့ပြစ်မှတ်ထားနေပါတယ်။ဒါပေမဲ့ဒီယိုမန်နီကိုရိုင်ကတော့ PSG အသင်းကိုငယ်စဉ်ကတည်းကအားပေးခဲ့တာလို့ဝန်ခံထားတာကြောင့်လီဗာပူးနဲ့ PSG ဘယ်အသင်းကပေါင်တန်း100ကျော်တန်ဒီကောင်လေးကိုအရာခေါ်သွားမလဲဆိုတာကတော့ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ